ငါပြောပြီမနေနိုင်လို့ငါပြောပြီမကြည့်တော်ပြီအဲ့လောက်ပဲကြည့်လိုက်တော့နော်မြောက်ဥက္ကလာသူလေးဆိုတဲ့ညီမရေအတွင်းခံဖောင်းပြီလည်းမပါဘူးတစ်တော်ဆော့တာတဲ့အကောက်ထဲဝင်ကြည့်လိုက်စမ်းဟိုဟာနှစ်ခုကကွဲနေတဲ့အကြောင်းကလုံးဝတက်တဲ့အပုတ်တိုင်းလို့အကောင်သူ့ဝေါ်ထဲဝင်ကြည့်လိုက်အဲ့ဟာကိုကြော်ညာထားတာမှန်တယ်လေညီမလေးကညီမလေးပါတာညီမလေးဖော်ကာပဲလှုပ်ပါပဲလှုပ်အမားတို့နဲ့တော့မဆိုင်တာမှတ်နဲ့ဒါပေမဲ့ညီမလေးရေတစ်တော့ဆောတာလေတစ်တော့ဆိုတာကလေကလေးတွေလည်းကြည်တယ်လူကြီးတူမတွေလည်းကြည်တယ်ညီမလေးဒီလည်းညီမမိန်းကလေးအမားတို့လည်းညီမမိန်းကလေးပါဒါပေမဲ့မမြင်တဲ့နာလေးလည်းမမြင်အောင်ညီမလေးတို့လုပ်ငန်းကိုလည်းညီမလေးတို့ဖြစ်မြောက်အောင်တခြားနီလန်းလေးနဲ့အဲ့လိုမျိုးလေးလုပ်တာတွေကတော့ပို့ပြီးအဆင်ပြေမယ်လို့အမအနေနဲ့အကြံပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုခေတ်ကလေးတွေကတက်တော့အရင်ကြည့်တယ်။ကြည့်တဲ့ကလေးတွေတိုင်းမှာလည်းအစင်ကပြေမနေဘူးညီမရဲ့နော်ကလေးတွေရဲ့အမြင်မှာလည်းအစင်မပြေသလိုလူကြီးသူမတွေရဲ့အရှိမှလည်းလုံးဝအစင်မပြေတဲ့အနေထားကြီးဖြစ်နေလို့အမပြောရခြင်းဖြစ်ပါတယ်။ယောက်ျားလေးတွေအတွက်ညီမလေးကတော့အရင်အဆင်ပြေခြင်းပြေပါလိမ့်မယ်။တခုလောက်ပြောချင်တာပေါ့နော်တခုလက်အိမ်အောင်တွေကိုယောက်ျားလေးတယောက်ကတန်မိုးထားပြီးယူချင်ယူလိုက်မယ်နော်ညီမတို့ဒီလိုတွေတင်ဒီလိုတွေပြပြီးတော့ဒီလိုလုပ်တဲ့လူကလေယောက်ျားလေးတွေရဲ့အမြင်မှာကောင်းတယ်နော်အမြင်ကတော့တော်တော်ကောင်းတယ်ပေါ့တော်တော်လေးအဆင်ပြေတယ်ဘယ်ယောက်ျားလေးကမှတန်မိုးလည်းမထားဘူးနော်အလေးနဲ့လည်းမရှိဘူးကိုကမင်းကလေးညီမလေးရေဖော်ကာပဲလှုပ်ပတ်စံပဲရှာစီးပွားပဲရှာပေါ့ဒါပေမဲ့ပြောချင်တာတော့အမလည်းတိတ်ပြီးတော့ပြောတတ်ဘူးနေနော်အဲ့တော့ထိမ့်လေးနဲ့ပဲလှုပ်ပေးပါလားထိမ့်လေးနဲ့ပဲအဲ့လိုမျိုးလေးဆော့ပေးပါလားလို့ဒီနေရာကနေမြတ်တာရက်ခံပါတယ်တကယ်မြင်ရတာလုံးဝအစင်မပြေလို့ပြောရခြင်းဖြစ်ပါတယ်ပြောဖြစ်တယ်တော်တော်လေးကိုကြည့်ရတာအစင်မပြေဖြစ်နေလို့ပါညီမရေဒီလားစိတ်ပြက်စရာကြီးကွယ်တစ်တော်ကအဲ့လိုလောကကြီးလားအဲ့တစ်တော်ရုံးအောင်အဲ့ဒါလေးကြည့်လို့ကောင်းနေရလားငါတို့တွေကြတော့လေလူလိန်ခံရပါတယ်ဆိုတဲ့အကြောင်းငွေကြီးဘလောက်ပါသွားပါတယ်ဆိုတဲ့အကြောင်းလေးတင်တော့လေ9မိနစ်တောင်မကြာဘူးဘန်းဖြစ်တာတော့ဖျက်ချဖြစ်တာတစ်တော့ရုံးကဟာတွေကရောဓာတွေလားလို့